ကျောင်းမှာလည်းကျောင်းစည်းကမ်းတွေရှိသလိုအိမ်မှာလည်းအိမ်စည်းကမ်းဆိုတာရှိပါတယ်အဲ့လိုပဲဂျင်မှာလည်းဂျင်မှာလိုက်နာတဲ့ rules လေးတွေရှိပါတယ်အဲ့လိုလိုက်နာတဲ့စီးမြင်လေးတွေကတော့စော့နေတဲ့စက်ပစ္စည်းတွေနဲ့ခုံတွေပေါ်မှာကိုကစော့နေတာမျိုးမဟုတ်ပဲနဲ့ဖုန်းသုံးဆွဲနေတာဒါမှမဟုတ်ပဲနဲ့ကင်မရာထောင်ပြီးတော့ဘလော့ရိုက်နေတာမျိုးအဲ့မျိုးလုံးဝမလုပ်သင့်ပါဘူးအသုံးပြုပြီးသွားတဲ့စက်ပစ္စည်းတွေနဲ့ခုံတွေမှာကိုယ့်ရဲ့ပေကြံနေတဲ့ရွှေတွေကိုပြန်ပြီးတော့တန့်ရှင်းမလုပ်ပေးရမျိုးနောက်တစ်ခုကကိုသုံးလိုက်တဲ့အလေးတွေအသုံးပြုပြီးသွားတဲ့အလေးပြားတွေကိုနေရာတကျပြန်မထားပေးရမျိုးနောက်တစ်ခုကတော့အလေးတွေကိုကြမ်းကြမ်းတမ်းတမ်းပြရှာတာမျိုးနောက်ပြီးတော့တခြားလူတွေအသုံးပြုနေတဲ့ပစ္စည်းတွေနေရာတွေကိုအသုံးပြုလို့ရှိရင်ကိုကခွင့်တောင်းပြီးတော့အသုံးပြုတာမျိုးဂျင်းစောတာဖြစ်တဲ့အတွက်ကိုကရွှေတွေထွက်တတ်တယ်ခန္ဓာကိုယ်မှာအနှံ့ဆိုးတွေထွက်တတ်တာဖြစ်တဲ့အတွက် roll on တို့ body spray တို့ရင်မွေးတို့လိုမျိုးကိုသုံးပေးသင့်ပါတယ်ဒီစည်းကမ်းချက်လေးတွေကတော့ဂျင်ငန်းထဲမှာအတက်နိုင်ဆုံးလိုက်နာတဲ့ဆောင်ရန်လေးတွေဖြစ်ပါတယ်